guys အားလုံးမင်္ဂလာပါဒီမှာဆိုရင်ဟတ်တိုပီးယာဆိုတဲ့ပြင်ကိုဆက်ပြပေးတော့မှာဖြစ်ပါတယ် Hi guys အားလုံးမင်္ဂလာပါဒီမှာဆိုရင်တော့ view ကောင်းတဲ့နေရာလေးတွေကိုလိုက်ပြပေးပေးပါကဲပထမတစ်ခုကိုပြောပြမယ်ပေါ့နော်ပထမတစ်ခုကဆိုရင်တော့ဒီနေ့ကလှေကားလေးပါအမှဒီတိုင်းလေးလည်းရှိပါတယ်ရေတံခွန်လေးရဲ့ဒီနေ့က sea view လေးကအရင်လှပါတယ်ဒီနေ့ကဘာနဲ့နီးတယ်ပြပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့ကခုရောက်နေတဲ့နေရာကဆိုတော့ဒီကောင်းဒီပါပေါ့နော်ကားပုံစံလေးနဲ့ပါပေါ့အော်ဒီမှာMASSIO အဲ့ပုံမူကြီးရှိကိုရောက်မှာပေါ့နော် S ပုံမူကြီးရှိရောက်လို့ရှိရင်ပုံမူကြီးနည်းနည်းလေးတော့လိုက်ပုံမူကြီးရနေပြီးတော့လမ်းလေးဒီနေရာမှာလမ်းစုံလေးရှိဒီလမ်းစုံလေးကနေပြီးဒီလမ်းစုံမှာပုံမူကြီးကလမ်းစုံကြီးအဲ့လိုကိုယ်ပြီးဒီနေရာလေးရောက်ရင်ဒီမှာစီကျူလေးရှိပါတယ်စီကျူလေးရမ်းထားပါတယ်ပုံရိပ်ပြမယ်ပေါ့နော်ပုံရိပ်ပြမယ်ပေါ့နော်လေးကစီကျူလေးပုံလေးပါဥမာကြအေးလေးရှိပါတယ်ဒါလေးကစီကျူလေးပါလှပါတယ်အရင်ကရေတခွန်လေးပါအမမဟုတ်တကယ်လို့ဒီကြီးမင်းကစီကျူမျိုးဆိုဟိုနာမှာဆိုရရနော်ပြီးတော့ဒီမှာရေတခွန်ကဟုတ်တိုင်းတကယ်တဘာဝအဖြစ်ဖြစ်နေတယ်ဒီမှာရဲလူရပါတယ်ဒါလေးကရေတခွန်ပေါ့နော်ပြပါပါမယ်ကဲနောက်တစ်ခုပြပြပေးပါမယ်ဒါကဒုတိယတစ်ခုပဲဒုတိယတစ်ခုကကျတော့အနာနဲ့ဒီကပြလိုက်တော့နော်ပုံမူကြီးဆိုရင်မလန့်မကန်ဘူးဒါတော့စပုံမူကြီးပေါ့နော်စပုံမူဒါတော့စပုံမူကြီးပါနေရပေါ့နော်စပုံမူကြီးပြောရနေရတယ်အဲ့ဒီရဲ့လေးကုန်းကျော်တဲ့လေကားလေးပေါ့ဒါလေးပေါ့နော်တရားပေါ်ကနေရှင်းနေတလိုက်လေကားလေးရှိပေါ့နော်အဲ့လေကားလေးတွေကအဲ့ဒီဟောနေရာမှာလှပါတယ်ဒီလေးလည်းကောင်းပါလေစီးဖြူလေးလည်းကောင်းပါလေတက်တရတစ်ခုပြပေးပါမယ်ကဲနောက်တစ်ခုပြပေးပါမယ်ကဲနောက်တစ်ခုကဟာလေးရကြတော့ဒီနောက်ကနင်းနေရတဲ့ဟာလေးပဲကဲနောက်ကဒါလေးပေါ့နော်ဒီဟာလေးမှာတက်ဖို့ရအရလှပါတယ်ဒီနေရာလေးရဲ့စီးဖြူလည်းကောင်းပါတယ်ပြီးတော့အရန်လည်းလှပါတယ်ကဲနောက်တစ်ခု၄ယောက်မြောက်ဟိုစီးဖြူကိုပြပေးပါကဲဒါလေးကတော့သတုဒ္ဒတစ်ခုပေါ့နော်သတုဒ္ဒကိုကလည်းတော့နန်းတော်ရွယ်ဖြစ်ပါတယ်နန်းတော်ရဲ့အောက်ဘက်ကိုကြည့်လိုက်လို့ရှိရင်လှပချူကင်းနေရပါတယ်ဖြစ်ပါတယ်ငါးခုမြောက်စီဒီကိုပြပေးပါမယ်အဲ့လိုလေးကြည့်ပြကြပါအောင်ကဲငါးခုမြောက်ဟာတော့ဒီငမန်းလေးပဲဖြစ်ပါတယ်နန်းတော်ရဲ့အရှိမရှိအောင်ဒါလေးစီဒီကိုလည်းအရင်လှပါတယ်ဒီအောက်ကိုလည်းဒီကုန်းလေးမှာလည်းရေးလို့ရပါတယ်ကဲဒါလေးကတော့ခုနေ့တင်ဆက်ပေးလိုက်တဲ့စီဒီလေးပဲဖြစ်ပါတယ်ကြိုင်လိုက်နေ follow လေးလုပ်ပြီးသွားကြပါအောင်